ခလေးလူငယ်တွေနော်လူငယ်တွေရဲ့ဇယိုက်စိတ်တက်အပြုအမူတွေနော်ရုပ်ရင်းကြမ်းတမ်းခတ်ထန်လာတာရိုင်းဆိုင်လာတာနဲ့ပတ်သက်ပြီးတော့ကျမအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်အခုခေတ်မှာငွေကြေးဘလောက်ပဲပြည့်စုံဘလောက်ပဲပညာတက်အဲ့ဒီဟာကိုတာရှည်မထိန်နိုင်တဲ့လူတွေရှိတယ်ဘာလို့လဲဆိုရင်အသိဉာဏ်ချို့ရင်းချက်ရှိနေလို့ကျမတို့တချို့တွေကပြောကျမတို့ငယ်ငယ်တော့ဆိုရင်သားသမီးတွေမလိမ္မာရင်မိဘကိုအပြစ်ချတယ်သူမအေးမကောင်းလို့ပေါ့မအေးမဆုံးမလို့ပေါ့နော်မိဘမဆုံးမလို့ပေါ့ဆိုတဲ့စကားကြောင့်မိဘတွေကဘာလဲဆိုတော့မိဘမျက်နှာဦးမဲတုတ်တဲ့သားသမီးလို့သိလားမိဘပုံမှာမိဘကိုအဆက်ရစီတဲ့သားသမီးလို့ဆိုပြီးတော့ပေါ့လေဒါမိဘတွေကမကြေမချမ်းတဲ့သားသမီးတွေကိုပြောတာတွေလည်းရှိတာပေါ့နော်ကျမတို့လည်းငငယ်တုန်းကလိမ်မာခဲ့လားဆိုတော့မလိမ်မာခဲ့ပါဘူးကိုလိမ်မာတယ်လို့လည်းမတတ်မှတ်ခဲ့ပါဘူးဒါပေမဲ့မလိမ်မာပေမဲ့မရိုင်းဘူးပေါ့နော်မလိမ်မာခဲ့ဘူးဒါပေမဲ့မရိုင်းခဲ့ဘူးအဲ့ဒါစိုးတာနဲ့ရိုင်းတာမတူဘူးစိုးတယ်ဆိုတာကပြောစကားနားမထောင်တာနဲ့စိုးတာနဲ့လည်းမတူဘူးနော်အဲ့တော့ပြောစကားနားမထောင်တဲ့ကလေးတွေကိုမွေးတဲ့မိဘတွေကစိတ်နှောက်ယှက်အရင်ဖြစ်ရတာကိုနားလေတယ်မိဘနဲ့သားသမီးနဲ့တိုင်မေလို့မရညှိနှိုင်းလို့မရဆွေးနွေးလို့မရမိဘဒါပြောရင်သားသမီးကဟိုဟာလောက်တာကိုလည်းမိဘတွေကမကြည့်စိတ်အနှောက်ယှက်ဖြစ်ကြမယ်ဆိုတာနားလေတယ်ပေါ့လေအဲ့တော့မိဘတွေနဲ့ကိုယ်နဲ့ကြားမှာပေါ့လေမိဘတွေကလိုအပ်ချက်ရှိတာလားကိုကလိုအပ်ချက်ရှိတာလားဆိုတာပြန်စဉ်းစားလိုက်တဲ့အချိန်မှာတကယ်တော့အသက်40လောက်မှကျမဆိုရင်အသက်40လောက်မှကျမမိဘတွေကျမကိုမွေးတာဆိုတော့အဲ့လိုအသက်40လောက်မှမွေးထားလိုက်တာဖြစ်တဲ့အတွက်ခေတ်မတူတဲ့အတွက်ပေါ့လေယုံကြည်ချက်တွေနားလည်မှုတွေမတူကြအောင်အဲ့ကြားထဲမှာကျမကအသက်ငငယ်လေးကလေးကစာဖတ်တယ်စာဖတ်တဲ့အခါမှာကျမကစာဖတ်တာဝါသနာပါတဲ့အခါမှာကျမရဲ့အုံနှောက်တွေကအရင်အလွတ်လုပ်တယ်ပေါ့ငယ်လေးကလေးကအဲ့ချိန်အဲ့လိုမျိုးအလုပ်လုပ်တော့ဒီကျမကစာဖတ်တဲ့အခါမှာလေနိုင်ငံတကာစာတွေဒီအင်တာနက်အဲ့တော့ကျမတို့မဂ္ဂဇင်းတွေပေါ့နော်မဂ္ဂဇင်းတွေဖတ်တဲ့အခါမှာကျမနိုင်ငံတကာကဒီ celebrity တွေဟလာအောင်မြင်ကြော်ကြားတဲ့လူတွေနဲ့ချမ်းသာကြွယ်ဝတဲ့လူတွေပေါ့လူထုလူဆန်းတွေကိုကျမကအမြဲတမ်းလိုသတိထားကြည့်တဲ့လူမိဘကြတော့ရှေးရိုးအစဉ်လာကိုလိုက်စားပြီးတော့မြန်မာဗုဒ္ဓဘာသာတွေရဲ့ဒီလွန်ခဲ့သောနှစ်ပေါင်း40 50ပေါ့လေအဲ့